ဆော့ပြတာဟောထားတယ်ဘာတွေဟောထားတော့ဆိုအိုတဲ့ပုဂ္ဂိုလ်တယောက်ယောက်ကိုယ့်ရဲ့မျက်မှောက်မှာကိုယ့်ရဲ့မိအိုဖအိုပဲဖြစ်စေအဖိုးဖွားပဲဖြစ်စေဒဇိမ့်တရားပဲဖြစ်စေအိုမင်းမစွမ်းဖြစ်နေတဲ့အဖိုးကြီးအဖွားကြီးလူအိုလူမင်းတွေကိုမြင်တဲ့အခါမှာတာမန်တွေးတောမှုတဲ့အစစ်မြင့်တဲ့တွေးတောမှုစဉ်းစားဆင်ခြင်မှုတစ်ခုနဲ့စဉ်းစားဖို့လိုအပ်တယ်ဘယ်လိုစဉ်းစားရမလဲလို့ဆိုရင်စရာဓမ္မောမိစရံအနတ္တိတောငါလည်းပဲအိုခြင်းသဘောရှိတယ်အိုခြင်းတရားကိုငါလည်းကြော်လွှားပြီးတော့မသွားနိုင်ဘူးသူသာအိုတာမဟုတ်ဘူးသူတို့သာအိုတာမဟုတ်ဘူးငါလည်းပဲအိုရအောင်ပါပဲဆိုတဲ့တန်ဝေကညာနဲ့ဆင်ញင်သုံးသပ်ပြီးတော့ကြည့်ဖို့လိုအပ်တယ်အဲ့ဒါလို့မသုံးသပ်မိသေးဘူးဆိုလို့ရှိရင်တဏှာဝဆဲကလွတ်ဖို့အရေးဟာဝေးနေသေးတယ်လို့ပြောအသိဉာဏ်ရှိတာနဲ့ဝေးနေသေးတယ်ဒီလိုဆိုဒါကြောင့်မို့လို့စဉ်းစားဉာဏ်ဘာပဲမြင်လိုက်စဉ်းစားဉာဏ်ဖြစ်ဖို့လိုအပ်တယ်စရာဓမ္မောမိငါမှလည်းအိုခြင်းသဘောရှိတယ်စရံအနတ္တိတော့အိုခြင်းတရားကိုငါလည်းမလွန်မြောက်နိုင်သေးဘူးလို့အဲ့ဒါလို့တွေးတောတာဟာတန်ဝေကအဲ့ဒါလို့တွေးတောမိပြီးတော့ဘဝအပေါ်မှာထိတ်လန့်တုန်လှုပ်လာပြီးတဲ့နောက်မှာတံဝိခတ္တစာယောနိသောပနာနံလို့ဆိုတာမမှန်ကန်ကန်အထုတ်ကြိုးပမ်းမှုဆိုတာဘာလဲဆိုတော့တန်ရာထဲမှာဘဝတစ်ခုရလာရင်တော့အိုမင်းရင်ရောခြင်းကိုလွန်မြောက်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့တန်ရာဝဆဲကလွန်မြောက်ရာအကျင့်တစ်ခုကိုငါကျင့်တဲ့မျိုးကိုအထောက်အမှာဖြစ်တယ်အဲ့ဒီအကျင့်တရားဆိုတာလေမြတ်စွာဘုရားဟောကြားတဲ့မေဇိမဝတိရာဓမ္မစရိယလို့ဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားမှလွဲ၍တန်ရာကထွက်ပေါက်ရနိုင်တဲ့လမ်းကြောင်းမရှိဘူးဒီလမ်းကြောင်းကပဲထွက်ရမယ်ဒီလမ်းကြောင်းအတိုင်းတို့တွေကျင့်ကြံကြိုးကိုအထောက်အမယ်အဲ့ဒီအတိညာရခြင်းဒီပင်လင်လမ်းကိုရောက်လာတဲ့သဘောဒီလမ်းကြောင်းပေါ်ရောက်ရှိတာအမှန်စင်ကြီးစဉ်းစားနိုင်ခြင်းဟာတမသင်္ကပ္ပအမှန်စင်ကြီးစဉ်းစားလို့ဘဝအပေါ်မှာအခြေအနေမှန်ကိုမြင်လာတာကတမဒိဋ္ဌိထို့သောမြင်မှုရာကြိုးစားအထုတ်တာကတမဝါယာမဘဝနဲ့ဆက်ဆက်ပြီးတော့စိတ်ကြံတွေးမှုတွေဘဝနဲ့ဆက်ဆက်ပြီးတော့တတိကပ်နေတာကတမတတိဘဝနဲ့ဆက်ဆက်ပြီးတော့တွေးတဲ့အတွေးအာယုန်နဲ့စိတ်နဲ့တည်ငြိမ်မှုကိုရတာတမသမာဓိလို့ဟောမဂ္ဂင်၈ပါးတဲ့ကဒီမဂ္ဂင်တရားတွေကအလုံးလုံးလိုက်တာတံဝိကတသာယောနိသောပရဏံမင်္ဂနဲ့လမ်းကြောင်းပေါ်ကိုတက်ရောက်လာခြင်းပဲဖြစ်အကယ်၍သာငါလည်းအိုခြင်းသဘောရှိတယ်အိုရအောင်မှပဲလို့မတွေးမိဘူးဆိုလို့ရှိရင်ဘာတွေဖြစ်လာသူတို့သာအိုတာငါကြတော့မဟုတ်ငါအခုမှငယ်ငယ်လေးရှိသေးတယ်ငါဟာအမြဲတမ်းနှုတ်ပြနေတယ်လို့စိတ်ထဲမှာထင်ပြီးရွတ်ပနမထလို့ခေါ်တဲ့နှုတ်ပြမှုအပေါ်မှာမန်တက်လာနှုတ်ပြမှုအပေါ်မှာမာနတွေတက်လာသူတို့သာအိုတာငါတို့မအိုဘူးလို့အဲ့ဒါလို့စိတ်အထင်ရောက်လာတယ်တော့မဟုတ်ငါတို့အိုဖို့အဝေးကြံနေတယ်ငါတို့ဟာခုမှအသက်ငယ်ငယ်လေးရှိသေးတယ်လို့တွေးမိတဲ့ပုဂ္ဂိုလ်ဟာမေလျော်ရောနေခြင်းကြောင့်မပြောသင့်တာတွေပြောမိတယ်မလုပ်သင့်တာတွေလုပ်မိတယ်မတွေးသင့်တာတွေတွေးမိတယ်ဆိုတဲ့အကုသိုလ်မှုတွေလုံးမိသွားတတ်တယ်ရွတ်ပနမထဆိုတာအဲ့ဒါလို့တွေးမိသွားတာနဲ့တပြိုင်နက်အကုသိုလ်မှုတွေဟာကိုယ်တဏ္ဍာမှာဖြစ်သွားတာနဲ့တပြိုင်နက်တန်ရာဝကလွတ်ဖို့အတွက်ဝန်လေးသွားပြန်ဖြစ်နိုင်မှုလမ်းကြောင်းဟာပိတ်သွားပြန်ဒီလိုဆိုလိုတာအဲ့ဒီလမ်းကြောင်းကိုဘာလဲပိတ်လိုက်ရတာတော့ဆိုအမှန်စဉ်းစားခြင်းအမှန်မြင်ခြင်းနဲ့ပိတ်ရအမှန်စဉ်းစားခြင်းဆိုတာစရာဓမ္မောမိငါငယ်ငယ်လေးရှိတော့လည်းပဲငါမှအိုခြင်းသဘောဟာရှိနေတယ်ဆိုလိုတာကလူတယောက်ကျမ်းမာတယ်လို့ဆိုနေပေမဲ့ယောဂအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဆိုပါစို့ကြောက်စရာကောင်းတဲ့ယောဂတွေ HIV တဲ့စီပိုးဘီပိုးစသဖြင့်ပေါ့ခန္ဓာကိုယ်မှာစွဲပြီးတော့နေတဲ့ယောဂတစ်ခု positive ဖြစ်နေပြီဆိုပါစို့
positive ဖြစ်နေတာကိုသိတဲ့ပုဂ္ဂိုလ်တရားစဉ်းစားကြည့်မယ်ဆိုရင်positive ဖြစ်ပြီးတော့ activate ဖြစ်ပြီးတော့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုမြင်လိုက်တဲ့အခါငါလည်းပဲဒီယောဂဟာ positive လို့ဆိုတယ်ငါလည်းပဲသူ့လိုပဲတနေ့ကျတော့ဒုက္ခရောက်မှာပဲဆိုတဲ့အတွေးမျိုးတွေးနိုင်ရမယ်ဒီလိုဆိုတာသူသာဖြစ်တာငါမဖြစ်ဘူးဆိုတဲ့အတွေးမျိုးတွေးလို့ရှိရင်ခုနမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်လာမှာမဟုတ်ဘူးဒါကြောင့်မို့အိုခြင်းသဘောဆိုတာလူတိုင်းမှာ positive ဖြစ်နေတဲ့အရာသာဖြစ်တယ်အဲ့ဒီအိုခြင်းသဘောကိုလွန်မြောက်ပြီးတော့မသွားနိုင်ကြဘူးတဲ့အဲ့ဒါလို့မြင်ရင်းဒီပဲလေအမှန်မြင်ရင်းပဲဖြစ်တယ်ပေါ့အမှန်မြင်ရင်းဥဆောင်လာတဲ့အခါမှာအမှန်တွေးခြင်းအမှန်လုပ်ခြင်းမှန်ကန်တဲ့တတိမှန်ကန်တဲ့တမာတိဆိုတာတွေနဲ့အလုံးလုံးချင်းဆိုတာတွေဟာဇက်တိုက်ဖြစ်ပေါ်လာနိုင်တာပေါ့ဒါကြောင့်မို့ဆင်ញင်စဉ်းစားမှုဟာသိပြီးတော့အရေးပါတယ်ဆင်ញင်စဉ်းစားရမယ်လို့ဒီလိုဆိုတာထို့တူပဲလူနာတယောက်ကိုတွေ့တဲ့အခါမှာအသက်အန္တဖြစ်ပြီးတော့ဒုက္ခရောက်နေတဲ့ယောဂဝေဒနာခံစားနေရတဲ့ပုဂ္ဂိုလ်တယောက်ကိုမြင်တဲ့အခါမှာငါတို့ကတော့ကြမ်းပါတယ်သူသာဒီယောဂတွေခံနေရတယ်လို့စိတ်ထဲမှာမအောင်မိတာအဲ့ဒါလို့စိတ်ထဲမှာအောင်မိလို့ရှင်ဘာမာနတွေဖြစ်တုံးဆိုမန်နေတက်လာတတ်တုံးဆိုအာရောကြပဒငါတို့ကတော့မာတယ်ကြမ်းပါတယ်ဘာမှမဖြစ်ဘူးဆိုတဲ့အတွေးအထင်တွေရောက်လာပြီးတော့မိလျော်ရောနေခြင်းကြောင့်အကုသိုလ်တွေကိုယ်တဏ္ဍမှာဖြစ်ပေါ်လာနိုင်တယ်ဒါကြောင့်မို့အဲ့ဒီလိုငါကြမ်းပါတယ်ဆိုတဲ့အတွေးဟာလမ်းချော်သွားစေတိုင်းတဲ့အတွေးဖြစ်သည့်အတွက်ကြောင့်ရသော်ဘုရားကအဲ့ဒီအတွေးမျိုးကိုမတွေးနဲ့တန်ဝေကဖြစ်တဲ့အတွေးမျိုးကိုတွေးရမယ်ဘယ်လိုတွေးရမလဲဗျာဒိဓမ္မောမိဗျာဒိအနတ္တိတောငါမှလည်းဖြာနာခြင်းသဘောရှိတယ်ဖြာနာခြင်းသဘောတရားကိုငါလည်းမလွန်မြောက်နိုင်သေးဘူးဆိုတဲ့အတွေးကိုတွေးပြပါအဲ့ဒါလို့တွေးမှမှန်ကန်တဲ့အမြင်တစ်ခုကိုရမယ်မှန်ကန်တဲ့အမြင်တစ်ခုရမှမှန်ကန်တဲ့ကြိုးပမ်းမှုတွေမှန်ကန်တဲ့တတိမှန်ကန်တဲ့တမာတိတွေဖြစ်ပြီးတန်တရားကိုဆင်းကလွန်မြောက်နိုင်တယ်သို့မဟုတ်ဗျာဒိတရားကိုကျော်ဖြတ်သွားနိုင်တဲ့အနေအထားမျိုးကိုရောက်မှဖြစ်တယ်ဒီလိုဆိုတာနောက်တစ်ခုတဝုတယောက်အနေဆာရောက်သွားပြီတမန်တော်ဘဝပြောင်းသွားပြီဆိုတဲ့အခါမှာသိခြင်းတရားကိုယ့်ရဲ့မျက်စိရောက်မှာသို့မဟုတ်ကိုယ်မြင်ကွင်းထဲမှာကိုယ်အသိထဲမှာသိဆုံးသွားကြတဲ့ပုဂ္ဂိုလ်တွေကိုယ့်ရဲ့ဆွေမျိုးတွေတဲကဖြစ်စေမိတ်ဆွေသင်္ကားတွေတဲကဖြစ်စေအဲ့ဒါလိုသိဆုံးသွားကြတဲ့ပုဂ္ဂိုလ်တွေကြည့်ပြီးတော့သူတို့သာသေတာငါမသေဘူးဆိုတဲ့အတွေးမျိုးကိုမတွေးမိစေနဲ့တွေးမိလို့ရှင်ဇီဝိတမဒတဲ့အသက်ရှင်မှုပေါ်မှာမရစ်လာတဲ့ငါမသေဘူးဆိုတဲ့မရစ်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာမကောင်းတဲ့အလုပ်တွေကိုလုပ်မိတတ်တယ်အကုသိုလ်တွေတိုးပွားလာနိုင်တယ်ဒါကြောင့်မို့မှန်ကန်တဲ့အမြင်နဲ့စဉ်းစားရမှာကတော့ဘာလဲဆိုရင်မရဏဓမ္မောမိမရဏအနတ္တိတောငါမှလည်းသေတတ်တဲ့တဘာဝတွေငါမှရှိနေတယ်ငါလည်းသေခြင်းတရားကိုကြော်တော့မတော်နိုင်သေးဘူးဆိုတဲ့အတွေးကိုတွေးပါတဲ့အဲ့ဒီအတွေးဟာဒီနေရာမှာတမ္မာသင်္ကပ္ပမှန်ကန်တဲ့အတွေးလို့ခေါ်တယ်တံဝေကအတွေးဖြစ်သည့်အတွက်ကြောင့်တမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုသေခြင်းသဘောရှိတယ်ဆိုတာဟာမှန်ကန်တဲ့အမြင်တစ်ခုပဲကိုသိတာအဲ့ဒီသိလာသည့်အတွက်ကြောင့်သေခြင်းတရားကသေခြင်းသဘောတရားကိုကျော်လွှားနိုင်ဖို့ကြိုးစားအထောက်တာတမ္မာဝါယာမကြိုးစားအထောက်တဲ့အခါမှာရှိမှရမယ့်အာယုံပေါ်မှာစိတ်နဲ့မပြတ်တွဲဖက်ပေးတာကတမ္မာတတိစိတ်ကလေးတည်ငြိမ်မှုရတာတမ္မာသမာဓိလို့ဆိုပြီးတော့အခုလိုမဲခင်လမ်းကြောင်းပေါ်ရောက်သွားပြီလို့ဆိုမှမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်တာအဝိကတ္တသယောနိသောပဒနာလို့မြတ်စွာဘုရားကဒီလိုဟောတာဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့တံဝေကဖြစ်เสียနဲ့ကြုံကြိုက်လာတဲ့အခါတံဝေကဖြစ်အောင်စဉ်းစားကြည့်ဖို့လိုအပ်တယ်ပေါ့